ဒီတစ်ခါပြောမယ့်အကြောင်းအရာကတော့အောက်တိုဘာရင်သားကင်ဆာလအကြောင်းပဲဖြစ်ပါတယ်။အောက်တိုဘာလကိုရင်သားကင်ဆာသတိမူဖို့မမေ့လျော့ဖို့တိုက်တွန်းတဲ့လအဖြစ်သတ်မှတ်ထားပါတယ်။ပြင်အောက်တိုဘာလို့ခေါ်ကြတဲ့ Breast Cancer Awareness လဖြစ်ပါတယ်။အမျိုးသမီးတွေတသက်တာမှာရင်သားကင်ဆာဖြစ်နိုင်ခြေက73%သို့မဟုတ်တနည်းပြောရရင်10ယောက်မှာ1ယောက်နှုန်းလောက်ထိကိုရှိပါတယ်။ဒါကြောင့်မို့လို့ရင်သားကင်ဆာကြောင့်သေဆုံးမှုတွေလျှော့ချနိုင်စေဖို့ရင်သားကင်ဆာဖြစ်ပွားတဲ့လူနာတွေရဲ့နေထိုင်မှုဘဝအရည်အသွေးတွေကိုမြင့်တင်ပေးနိုင်စေဖို့ရည်မှန်းချက်ထားပြီးစူးစမ်းရပါတယ်။ဒီလိုလုပ်နိုင်ဖို့အတွက် screening နဲ့ diagnosis တွေလုပ်ပြီးစောစီးစွာသိပြီးကုသနိုင်ဖို့ guideline တွေချထားပါတယ်။စောစောသိလေကုသမှုအောင်မြင်လေဖြစ်ပါတယ်။စောစောသိနိုင်ဖို့ဘာတွေလုပ်ရမလဲဆိုတာနိုင်ငံတကာကဆရာဝန်တွေအသုံးပြုနေတဲ့ NCCN ကထုတ်ဝေတဲ့ Breast Cancer Screening and Diagnosis Guideline ကနေမိညမ်းပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ယောဂလက္ခဏာမရှိတဲ့ average risk လို့သတ်မှတ်တဲ့အမျိုးသမီးတွေဆိုရင်အသက်25နှစ်ကနေအသက်40အထိတစ်နှစ်ကနေ3နှစ်အတွင်းကိုတစ်ကြိမ်ဆရာဝန်နဲ့ပြသစစ်ဆေးရမှာဖြစ်ပါတယ်။အသက်40စရောက်ပြီဆိုရင်တော့တစ်နှစ်တစ်ကြိမ်ဆရာဝန်နဲ့ပြသစစ်ဆေးဖို့ mammogram တစ်နှစ်တစ်ကြိမ်ရိုက်ဖို့အကြံပေးထားပါတယ်။ breast awareness ကတော့အမြဲရှိနေရပါမယ်။ယောဂလက္ခဏာရှိနေပြီဖြစ်တဲ့အမျိုးသမီးတွေနဲ့ increased risk လို့သတ်မှတ်ထားတဲ့အမျိုးသမီးတွေကတော့ပိုပြီးအကြိမ်ရေစိတ်စစ်ဆေးဖို့တဦးချင်းရဲ့ယောဂနဲ့လိုက်ပြီးစစ်ဆေးဖို့အကြံပြုထားပါတယ်။ breast awareness ရင်သားကိုသတိထားဂရုစိုက်ခြင်းဆိုတာကိုနောက်မှာအသေးစိတ်ထပ်ရှင်းပြသွားမှာဖြစ်ပါတယ်။ကိုယ်တိုင် DCIS, SCIS စတဲ့ရင်သားကင်ဆာအစပျိုးအဆင့်တွေမဖြစ်ဘူးရင်ပုံမမှန်တဲ့နှုတ်ရည်ပြွန်ချောင်းဆဲပွားမှုတွေမဖြစ်ဘူးရင်မျိုးရိုးလိုက်တဲ့ကင်ဆာမျိုးဗီဇပြောင်းလဲမှုတွေမရှိရင်မိသားစုထဲမှာရင်သားကင်ဆာမဖြစ်ဘူးရင်အသက်30မတိုင်မီမှာရင်ဘတ်ပိုင်းကိုဓာတ်ရောင်ခြည်မသင့်ဘူးရင် average risk အမျိုးသမီးလို့သတ်မှတ်လို့ရပါတယ်။ screening ဆိုတာယောဂလက္ခဏာမပြတဲ့အမျိုးသမီးတွေမှာကင်ဆာရောဂါရှိမရှိစစ်ဆေးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ screening ကရမယ့်အကျိုးကျေးဇူးတွေကတော့အကျိတ်လက္ခဏာမပြခင်ရင်သားကင်ဆာကိုရှာဖွေတွေ့ရှိလျင်အစောပိုင်းအဆင့်တွင်သိရှိရသောကင်ဆာများသည့်သေးငယ်ပြီးပြန့်နှံ့ရန်အခွင့်အလမ်းနည်းပါးခြင်းကုသရန်ပိုမိုလွယ်ကူခြင်းနှင့်ခွဲစိတ်မှုနည်းနည်းနှင့်ပိုမိုထိရောက်သောအောင်မြင်သောကုသမှုများပေးနိုင်ခြင်းဥပမာခွဲစိတ်ကုသမှုနည်းလမ်းဖြစ်တဲ့အကျိတ်ကိုပဲခွဲထုတ်ခြင်းကိုရင်သားတစ်ခုလုံးဖယ်ထုတ်ရမယ့်အစားရွေးချယ်နိုင်ခြင်းဓာတုကုထုံခီမိုသီရပီကိုအရင်ကထက်လျှော့ပြီးကုသနိုင်ခြင်းတို့လုံးဝရှောင်ရှားနိုင်ခြင်းရှင်သန်မှုနှုန်းပိုမြင့်မားလာခြင်းရင်သားကင်ဆာအစောပိုင်းအဆင့်ရင်သားထဲမှာပဲရှိနေသေးတဲ့လူနာတွေမှာနှစ်အသက်ရှင်နှုန်း69%ကျော်ရှိပါတယ်။သုံးပြက်မြတ်ထပ်ပို၍အန္တရာယ်များသောအမျိုးသမီးများကိုခွဲခြားသိရှိနိုင်ပြီးယင်းတို့၏စစ်ဆေးမှုပုံစံကိုတင့်လျော်အောင်ပြုလုပ်နိုင်ခြင်း screening စစ်ဆေးမှုတွေကနေတဆင့်ပုံမှန်မဟုတ်တာတစ်ခုခုကိုတွေ့ရှိခဲ့မယ်ဆိုရင်တို့ယောဂလက္ခဏာတစ်ခုခုကိုပေါ်လာခဲ့မယ်ဆိုရင်တော့ယောဂရှာဖွေဖော်ထုတ်တဲ့အဆင့် diagnosis ကိုကူးပြောင်းသွားပါလိမ့်မယ်ယောဂရှာဖွေဖော်ထုတ်ရာမှာပထမအဆင့်အနေနဲ့ကင်ဆာရှိမရှိဆုံးဖြတ်ပါတယ်ရှိတယ်ဆိုရင်ကင်ဆာရဲ့ဝိသေသလက္ခဏာတွေကိုထပ်မံခွဲခြမ်းစိတ်ဖြာကြည့်ပါတယ်ကင်ဆာတိုက်အမျိုးအစားခွဲခြားခြင်း staging အဆင့်သတ်မှတ်ခြင်း grading ပြင်းထန်ဆိုးရွားမှုသတ်မှတ်ခြင်းနှင့် ERPR HER2 စတဲ့ receptor အခြေအနေတွေကိုထပ်မံရှာဖွေသတ်မှတ်ခြင်းတွေလုပ်ဆောင်ရပါတယ်။ screening နဲ့ diagnosis တွေကိုရှင်းပြပြီးပြီဆိုတော့အခု screening မှာပါတဲ့ပထမဆုံးကိုယ့်ဘာသာလှုပ်ဆောင်ရမယ့်အဆင့်ဖြစ်တဲ့ breast self awareness အကြောင်းကိုရှင်းပြပါမယ်။ breast self awareness ကို NCCN အားပေးပြီးအရင်နည်းလမ်းဟောင်းဖြစ်တဲ့ breast self exam ကိုမသုံးတော့ပါဘူး။ breast self exam စနစ်မှာစမ်းသပ်တဲ့နည်းလမ်းတွေနဲ့လစဉ်စမ်းသပ်ရမယ့်တူညီတဲ့ရက်သတ်မှတ်မှုတွေရှိပြီး
ကင်ဆာမဟုတ်ဘဲကင်ဆာလို့ထင်မိရာတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုတိုးပွားစေပါတယ်။ကောင်းကျိုးထက်ဆိုးကျိုးပိုများအားတယ်လို့လေ့လာမှုတွေအရဆက်မသုံးတော့ပဲအခု breast self awareness ကိုပြောင်းလဲသုံးလာပါတယ်။စမ်းသပ်ရမယ့်နည်းလမ်းရက်စွဲအတိအကျသတ်မှတ်မထားဘဲတိတာတဲ့ပြောင်းလဲမှုရှိမရှိပဲအာယုံစိုက်တဲ့အတွက်စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပြီးအကျိုးပိုရှိပါတယ်။ breast self awareness မှာပြုလုပ်ရမှာတွေကအလွန်ရိုးရှင်းပါတယ်။အမျိုးသမီးတစ်ဦးကသူ့ရင်သားရဲ့ပုံမှန်အနေအထားပုံစံနဲ့စမ်းသပ်လို့ရမယ့်ပုံမှန်ခံစားမှုအကြောင်းသိရှိထားရပါမယ်။ကိုယ်သိထားတဲ့ပုံမှန်ကနေကွဲထွက်တဲ့အခြေအနေအသစ်တစ်ခုဆွေးမြဲစွာဖြစ်ပေါ်ခြင်းသို့မဟုတ်ထူးထူးခြားခြားပြောင်းလဲမှုများကိုသတိထားမိရပါမယ်။ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုအသစ်တွေသို့ပုံမှန်မဟုတ်တဲ့အနေအထားတွေတွေ့ရှိလာပါကကျန်းမာရေးစောင့်ရှောက်မှုပေးသူထံအသိပေးကြောင်းကြားရပါမယ်။ပြောင်းလဲမှုတွေကိုသတိထားမိဖို့နဲ့ဆရာဝန်ကိုအသိပေးကြောင်းကြားဖို့ပဲပြုလုပ်ရမှာဖြစ်ပြီးကိုယ့်ဘာသာကင်ဆာလို့မသတ်မှတ်ရပါဘူး။ဘာတွေသတိထားကြည့်သင့်လဲဆိုတော့ရင်သားအရွယ်အစားနှင့်ပုံသဏ္ဍာန်ပြောင်းလဲခြင်းလက်နှင့်စမ်းသပ်၍ရသောအလုံးအကျိတ်စသောလက္ခဏာများနို့သီးကောင်းတွန့်ခြင်းပြန်ဝင်ခြင်းနို့သီးကောင်းမှအရည်များယူခြင်းအရည်ပြားပြောင်းလဲခြင်းများအရည်ပြားပေါ်တွင်လိမ္မော်ခုန်ကဲ့သို့ဖြစ်ခြင်းရောင်ရမ်းခြင်းညင်မြန်းခြင်းအနာဖြစ်ခြင်းအကြေးခုန်ကွာကျခြင်းနို့သီးကောင်းပုံးပဲ့ခြင်းရင်သားနာကျင်ခြင်းနှင့်ဂျိုင်းကြား၌အလုံးအကျိတ်များရှိမရှိတို့ကိုသတိထားရပါမယ်။ဆရာဝန်နဲ့တွေ့ပြီးစစ်ဆေးရာမှာပြုလုပ်စရာတွေကတော့ဖြစ်နိုင်ခြေတွေကိုပြန်လည်စစ်ဆေးရန်အတွက်မိမိနှင့်မိသားစုဝင်တွေရဲ့ကျန်းမာရေးအချက်အလက်အသစ်များကိုထည့်သွင်းခြင်းမိသားစုဝင်များ၏ကျန်းမာရေးအခြေအနေပြောင်းလဲမှုရှိပါကမျိုးဗီဇစစ်ဆေးမှုလိုမလိုဆွေးနွေးခြင်းရင်သားစမ်းသပ်စစ်ဆေးခြင်းရင်သားတက်မှန်ရိုက်ရန်အတွက်စီစဉ်ပေးခြင်းတို့ဖြစ်ပါတယ်။အသက်25နှစ်မှစလို့ရင်သားကိုဂရုစိုက်ခြင်း breast self awareness နှင့်ဆရာဝန်ဖြင့်တွေ့ဆုံစစ်ဆေးခြင်းများကိုသင်ကိုယ်တိုင်နှင့်အခြားသူများအားလုံးအတွက်လှုံ့ဆော်သင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။